건설 현장의 전장비, 솔로이 농안군의 사연디야며 도와지밤에 비올량이나 다 도모호 도로 라마이 다다리 라마지의 큰 건물을 아싸우 아지르고 짓는 솔로도 란다리 아싸우 아지르고 솔로도 비올량이나 도로 란 다다 큰 건물을 싸우 지리고 짓는 솔로도 대규모의 공사. 솔로의 농안 아지지의 현장에서는 농안군마가로 다양한 전장비가 사용됩니다. 솔린라의 셀리안 세이엔디아리고 사용됩니다. 동뷰발의 건설 전장비는 솔로의 세이엔디아리가로 사용 목적에 따라 세다리네 쉬비가면အသုံးပြုတဲ့ရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးအသုံးပြုတဲ့ပေါ်မှာလိုက်ပြီးတော့အာရေဝါကချီအောက်ကလိုမျိုးတဲ့ဒါတွေကမြင်တမယ်ထာမုတ်ဂျမ်ဘီနော်ထာမုတ်ဂျမ်ဘီမမှတ်သိတဲ့အောက်မှာပါတယ်နော်ဆောက်လို့ရသုံးစကရိယာအဲ့ဒါရလုံးဝမမှတ်သိတဲ့အောက်မှာပါမှာမလို့နော်ဆောက်လို့ရသုံးစကရိယာတွေရှိမယ်ဘန်ဂျမ်ဘီအဲ့တော့တေပို့ဆောင်ရေးစကရိယာရှိမယ်မမှတ်တဲ့ကြောင့်တော့အောက်မှာပါမှာနော်ဖိုဂျန်ဂျန်ဘီတော့အောက်မှာပါမယ်လန်ခင်းရှင်လုပ်ငန်းသုံးစက်ကရိယာတွေရှိမယ်အစရှိတာတွေဖြင့်ဘွလ်လူတွေနွန်းတဲ့ခွဲခြားထားတယ်အဲ့တော့စက်ပစ္စည်းတွေကတကယ်လို့ကိုကဒီအစာအုပ်စားလို့မှာဆောက်လို့ရသုံးမှာဆိုလဲဆောက်လို့ရသုံးတဲ့ပစ္စည်းရှိမယ်တဲ့နော်တေပို့ဆောင်ရေးအတွက်ဒီစက်ပစ္စည်းဆိုလဲတေပို့ဆောင်ရေးတက်တက်ရှိမယ်တဲ့အကိုလုံးပဲအလုပ်ပေါ်မှာမူတည်ပြီးတော့စက်ပစ္စည်းတွေမတူပါဘူးတဲ့လန်ခင်းရှင်လုပ်ငန်းနဲ့ပတ်သက်တဲ့နေရာမှာသုံးပြီးမှဆိုရင်လည်းအဲ့အတွက်စက်ပစ္စည်းကိရိယာကြီးတက်တက်ရှိပါတယ်တဲ့တုံးကလို့အစရှိတာတွေဖြင့်ဘူလီတို့တွေနဲ့ခွဲခြားထားပြီးတော့မူဝပိုတာအရေးကြီးဆုံးအရာအားလုံးထက်မူဝပိုတာအရာအားလုံးထက်နော်အရေးကြီးဆုံးကတော့အန်ဂျွန်နာကေအန်ဒီယေကင်းကင်းနဲ့စာယုံဟာနုံကိုရှိအသုံးပြုသောအရာကဂျုံညွဟာမိတာအရေးကြီးပါတယ်ဒါပါပဲအဲ့တော့သွားကြည့်မယ်ဒါဆိုရင်ထိုမုတ်ကျွန်တော်တို့ထိုမုတ်ဂျန်ဘီဆောက်လို့ရသုံးစက်ကရိယာဆောက်လုပ်ရေးသုံးစက်ကရိယာအရင်ဆုံးခေါင်းစဉ်တွေမှတ်မယ်နော်ဘူလ်ဒိုဂျာဘူဒိုဆာခရိန်းဘူဒိုဆာခရိန်းဂူလ်ချာဂီမြေတူးဆက်စခေစခရေဤဖောစခရေဤဖောမြေမျက်နှာပြင်ညှိဆက်အဲ့တော့ဒါလေးကကျွန်တော်စုံနေကြမဟုတ်ဒါသုံးလေးခွာဖတ်ကြည့်ရမယ်နော်စခရေဤဖောမြေမျက်နှာပြင်ညှိဆက်ရိုးတော်ဆိုတာတဲမြေတင်ရန်ခေါ်ပါသည့်ဆက်တဲမြေတင်ရန်ခေါ်ပါသည့်ဆက်တဲသို့မဟုတ်မြေဆိုတဲ dash မြေတဲမြေတင်ရန်ခေါ်ပါသည့်ဆက်ကဲဒါဆိုရင်ဘူလ်ဒိုဂျာမှာဆိုရင်ဘာလဲတန်းငယ်ကတ်ကောနာမြေကြီးတွေကိုညှိတာပဲဖြစ်ဖြစ်ဖြောင်းကတ်တာဒီဖြက်ဒီညှိဒီမှတ်ထားနော်ကတ်တာဖြက်ဒီညှိဒီမြေကိုညှိတာပဲဖြစ်ဖြစ်ညီညာပြန့်ပြူအောင်ဖြောင်းဟာကဲဟာနွန်ညီညာပြန့်ပြူအောင်လုပ်တဲ့ဂျန်ဘီစက်ကရိယာစရတရားခရိန်းဆိုတာမူကောင်းကောဆိုလေးလံတဲ့အရာတွေကိုအုံးကြီးနဲ့ရွှေ့ပြောင်းပေးတဲ့ဂျန်ဘီဆက်ရန်တရားဂူလ်ချက်ကီမြေတူးဆက်ဆိုတာတန်းငယ်ဖာကောနာမြေတူးတာပဲဖြစ်ဖြစ်အမ်ဆော့ဂူလ်အဲ့တော့ကြောက်တုံးတွေကိုတူရွန်ဖောက်တဲ့ဂျန်ဘီဆက်ရန်တရားဆက်မြေပလဖောက်မဲ့တာနဲ့ရှေ့ကဂေါ်ကြီးကိုဖြုတ်ပြီးတော့ရှေ့မှာ vibrator တန်ချောင်းလေးတက်ပြီးဖောက်လို့ရပါတယ်နော်တက်ပါမယ်စကရေဖောမြေမျက်နှာပြင်ကြီးတဲ့ဆက်ကတဲ့ဒိုရိုအဲဖြိုမျောနုလမ်းမကြီးရဲ့မျက်နှာပြင်တွေကိုဂူလ်ကောနေကောနာချစ်ထုတ်တာပဲဖြစ်ဖြစ်ကုတ်ထုတ်တယ်ချစ်ထုတ်တယ်လမ်းမကြီးရဲ့မျက်နှာပြင်တွေကို
ကုတ်ထုတ်တာပဲဖြစ်ဖြစ်ချစ်ထုတ်တာပဲဖြစ်ဖြစ်ဖြောင်းဖြောင်းဟာခဲ့ညီညာပြန်ပြအောင်လှုပ်တော့ဂျမ်းဘီဆက်ရန်တရားရိုးတော့တဲမြေတင်သည်တဲမြေတင်ရန်ခေါ်ပါသည်ဆက်ဟဂီနာဘိုရဲတို့ချွတ်နေမြေလဲပြောလိုက်ရနော်ချွတ်နေဘိုရဲတဲတွေကိုထရော့ခဲ့ထရကားတွေပေါ်မှာရှစ်ကောနာတင်ပေးတာပဲဖြစ်ဖြစ်အဲ့ဒီဂေါ်ကြီးနဲ့အွန်ပန်နာနန်ကိုဘာသာကိုတဲသွားတဲ့ဂျမ်ဘီဆက်ရန်တရားတဲကားတွေပေါ်လဲတင်မယ်ဒါမှမဟုတ်ကိုဘာသာကိုမြေကြီးအဲ့ဒါခေါ်တဲ့ကော်ကြီးဘေးမှာလှောင်းရင်လှောင်းမယ်ပေါ့နော်ဒါပြောတာပါအဲ့တော့ထပ်သွားမယ်ဒါကတော့ထိုမုတ်ဂျမ်ဘီစောက်လေးတုံးတဲ့စက္ကရိယာနဲ့ရှင်းပြသွားတာဖြစ်ပြီးတော့ဒီခါမှာအွန်ပန်ဂျမ်ဘီတေပို့ဆောင်ရေးတုံးစက္ကရိယာနဲ့ပတ်သက်ပြီးတော့တောင်းမှာဖြစ်မှာဖြစ်တယ်Dump truck ဆိုတာတော့မြေတဲကားကိုပြောတာပါ dumper truck ကိုပြောတာပါเนาะ dump truck okay တော့မှာမယ်ဟူကီနာမြေတုံးဟုတ်ဂျာဂါကျောက်စတစ်အစရှိတာတွေကိုရှိတော့တင်ပြီးတော့ဥမ္မနာနန်တဲဆောင်တော့ခြာလျံရင်တဲဖို့ဆောင်ရေးဆိုတော့เนาะဒါရင်ဖြစ်သွားတာပေါ့เนาะ concrete Bisa truck အဲ့တော့ concrete missa က concrete missa တဲကားလဲရရနော်တဲကားပေါ့ concrete missa တဲကားကျွန်တော်သိပြီးသားဒီကားဒီမှာ concrete လောင်းဖို့အတွက်လဲညာနော်တဲ့ concrete တွေမခဲတော့အောင်လို့ tractor ဆိုတော့ထွန်ဆက်ပေါ့နော် tractor ထွန်ဆက်ဘူကောင်းဂျန်ဘီနာလေးလံသောစက်ပစ္စည်းတွေသို့မဟုတ်ဂျင်းမွတ်အထောက်တွေကိုလေးလံတဲ့ပစ္စည်းတွေအထောက်တွေကိုဂျွန်နင်ဟာနန်ဆွဲသောခြာလျံရင်လေးလံသောစက်ပစ္စည်းတွေအထောက်တွေကိုဆွဲသောရင်ကြီးခဲချာဆိုဖောက်လက်포클릿ဆိုတော့ဒီမှာ무거운 물건을 레일랜더ပစ္စည်းတွေကို들어မပြီးတော့올려တင်တယ်မတင်ပြီး운반하는 떼사오도 차량 တော့ရင်ပေါ့အဲ့ဘာအတွက်သုံးအောင်သိအောင်လို့ပါနော်โอเคရပြီ포장 장비ထုတ်ပိုးခြင်းစက္ကရိယာလို့ဒီမှာပြန်ပါဦးเนาะအဲ့တော့လမ်းခင်းတဲ့လုပ်ငန်းသုံးစက္ကရိယာလို့သုံးပါမယ်လမ်းခင်းတဲ့လုပ်ငန်းသုံးစက္ကရိယာလမ်းခင်းတဲ့လုပ်ငန်းသုံးစက္ကရိယာဂရိုက်တော့ပဲနော်ဂရိုက်တော့လမ်းညှိဆက်ပေါ့နော်လမ်းညှိဆက်โอเค땀 바닥을မြေမျက်နှာပြင်ကို거르거나 니냐로 다베비 정리하는 라사떼 신린떼 아카마는데 때 니야마 사용하는 장비 어떤뷰레 사연데야보 미면나빈고 니양레 로데 너티디샤 라사떼 신린네 에이가마 어떤뷰레 사연데야 롤러 소라 플레인동 드레인동အဲ့တော့လမ်းကျိတ်ဆက်ပေါ့နော်လမ်းကျိတ်ဆက်roller ဆိုတာဒလိတ်တုံး roller လို့ပါတယ်နော် roller လို့မဖတ်တော့ roller ဆိုတာဒလိတ်တုံးတနည်းအားဖြင့်ကျိတ်ဆက်လမ်းကျိတ်ဆက်ဟဂီနာမြေမျက်နှာပြင်သို့မဟုတ် asphalt မြေမျက်နှာပြင်သို့မဟုတ်ကျတော့လေနိုင်လွန်ကတ်တရားပေါ့နော်မြေမျက်နှာပြင်သို့မဟုတ်ကျတော့လေ asphalt နိုင်လွန်ကတ်တရားမြေမျက်နှာပြင်နေနိုင်လွန်ကတ်တရားတွေအစရှိတာတွေရဲ့ဂျယ်လီယိုရူကုန်ချမ်းတွေကိုအပ်ချူခါကိုဖိတိတ်ပြီးတော့အဲ့တော့အားနဲ့နော်ဖိအားနဲ့ up ဆိုတာအမြောက်ကလာနော် up ဒီ weight ကြီးနဲ့ဖိပြီးတော့ဝိတ်ဖြင့်ဖိတိတ်ပြီးတော့မြေမျက်နှာပြင်သို့မဟုတ်ဒီနိုင်လုံးကတ်တရားအစရှိတာဒီရဲ့ကုန်ချမ်းတွေပေါ်မှာအဲ့ပေါ်မှာအပ်ချူခါကို
အားနဲ့ဖိပြီးတော့ဖိသိပ်ပြီးတော့ဂျေကြီးမျောသူမျက်နှာပြင်ကိုဒါကြီးတာအဲ့တော့ဒါကြီးတာလည်းပဲကျွန်တော်တို့တိတ်တာပဲဖိသိပ်တာပဲဒါကြီးနှွန်းတဲ့တိတ်ပြီးတဲ့နေရာမှာဖိသိပ်ပြီးတဲ့နေရာမှာစာယုံဟာနန်ချမ်းပြီးအသုံးပြုတဲ့ကျွန်တော်တို့ပစ္စည်းဒီစက်ရန်တရားသွားမယ် concrete pump ဆိုတာ pump concrete pump truck concrete pump truck ဆိုမြန်မာပြောမစင် concrete စုပ်တင်လောင်းဒီကား concrete ကိုစုပ်တင်ပြီးတော့ကိုလောင်းရှင်တဲ့နေရာမှာ concrete လောင်းတဲ့ကား concrete စုပ်တင်လောင်းဒီကား concrete စုပ်တင်လောင်းဒီကားဒါလေးပါပဲเนาะအဲ့တော့သွားကြည့်ပါမယ် concrete တွေကိုဂူကြိုမူတဲ့အဆောက်အဦးတွေရဲ့ဖြိုမျောတဲ့မျက်နှာပြင်မှာပူရီနွန်ချမ်းပြီးဖြန်းပေးတဲ့ဒီစက်ကရိယာတဲ့အဲ့တော့ဗာဖြန်းပေးအောင် concrete လိုက်ဖြန်းပေးရเนาะတနေရာထဲမှာမဟုတ်ကိုလိုချင်တဲ့လိုက်ဖြန်းပေးတာ okay သွားပါမယ် asphalt ဆာလ်ဖိုဂီအဲ့တော့ကျွန်တော်တို့နိုင်လွန်ကတ္တရာခင်းသည့်ဆက် asphalt ဆာလ်ဖိုဂီနိုင်လွန်ကတ္တရာခင်းသည့်ဆက် asphalt နိုင်လွန်ကတ္တရာဟုံဟပ်မူလ်လို့ဖတ်တယ်ဟုံဟပ်မူလ်နိုင်လွန်ကတ္တရာရောဆက်ပစ္စည်းတွေကိုဒိုရိုဖြိုမျိုးနဲ့လမ်းပေါ်မှာပူရီနွန်ချမ်းပြီးအဲ့တော့ဖြန်းပေးတဲ့ပစ္စည်းအဲ့တော့ asphalt နိုင်လွန်ကတ္တရာဟုံဟပ်မူလ်ရောဆက်ပစ္စည်းအဲ့တော့နိုင်လွန်ကတ္တရာနဲ့အဲ့မှာခင်းတဲ့ခါမှာရောဆက်ပြီးသုံးပြတဲ့ပစ္စည်းတွေကိုဒိုရိုမျိုးနဲ့အဲ့တော့လမ်းမကြီးရဲ့မျက်နှာပြင်ပေါ်မှာပူရီနွန်ဖမ်းပတ်ပြီးတော့ချမ်းပြီးအဲ့တော့ကျွန်တော်တို့စက်ရန်တရားဒါလေးပါပဲပြီးပါပြီ철근을 결속하는 방법과 단장리고 저로 단시단 꿰러도 니란니 애들 올라가래 EU에 대해 아정인에 빠따비 묻고 대답할 수 있다. 밀루야메 ပြန်လဲ 피자로 야메 거푸집 설치 방법에 대해 봉상과 신의 니란에 빠따비 묻고 대답할 수 있다. 밀루야메 ပြန်လဲ 피자로 야메 어떤 상황에 대한 아시네 특구구 보마 어떤 상황에 대한 아시네 특구구에 빠따 비로 추측을 말할 수 있다. 만사체고 별이야래 칸만 비로 뼈소로 야바비. 알어 발락 말해 너 반마봐 그네 애들아 별아봐